ဖွဲ့စည်းကရှိတာပေါ့ရှိလို့ပဲကျွန်မထင်တယ်လေအလုတ်ဖြစ်နေလို့ပဲဒီအမုန်းစကားတွေကိုဆက်ဖြန့်နေတာလို့ပဲကျွန်မနားလေတယ်အကျိုးသက်ရောက်မှုတော့တစုံတရာရှိရဲဒါပေမဲ့ဒါတွေကကျွန်မတို့ကဟာလူဖွဲ့စည်းမှာတော့ရှိနေရပဲဆိုမဟုတ်ဘူးလူဖွဲ့စည်းမှာရှိနေမယ်ကျွန်မတို့ဆက်ရှင်းသွားရမယ်ကိစ္စရက်တွေလို့ထင်တယ်ပေါ့နော်ဆက်ရှင်းသွားရမယ်ဆက်ကင်တွယ်သွားရမယ်လူဖွဲ့စည်းဒီစီလုံးညီညွတ်တော့ဒီမတူကွဲပြားမှုတွေစုံလင်ကွဲပြားမှုတွေ diversity တွေကိုလက်ခံတော့လူဖွဲ့စည်းဖြစ်ဖို့လိုတယ်ပေါ့နော်ဒါပေမဲ့အခုကတော့ကျွန်တော်တို့ကနည်းနည်းပြောရတော့ခက်နေပြီပေါ့နော်တကယ်ဟို super power နိုင်ငံကဒီဟာတွေကိုမရှိဘူးလို့ပြောနေတဲ့အခါမျိုးဆိုရင်ကျွန်တော်တို့ကဒါတွေဘယ်လောက်ကျသွားမလဲဆိုတာကျွန်တော်တို့ဟိုစိုးရိမ်နေဒီ diversity ကိုလက်မခံတဲ့ culture ဘယ်လောက်ကျသွားမလဲအဲ့ဒါတော့စိုးရိမ်ကြကောင်းတယ်လို့ကျွန်တော်ထင်တယ်အမုန်းစကားရဲ့ထိရောက်မှုကဘယ်လောက်ဆိုးလဲဆိုရင်ဒါအများကြီးသတ်မှတ်လို့ရတယ်ပေါ့နော်ဘယ်လောက်ဆိုးလဲဆိုရင်တော့ကိုယ်တိုင်လည်းမကြုံတွေ့ခဲ့ရဘူးရတော့မဟုတ်ဘူးကျွန်တော်တို့ဆိုလည်းကြားခဲ့ရတာပဲဘေးကပြောတဲ့စကားကိုကိုရီးယားကတိကျစိမ့်နဲ့နေခဲ့ပေမဲ့အမုန်းစကားဆိုတာမျိုးကတော့ပါဇက်ကနေလက်လွတ်စပယ်ပြောလိုက်တဲ့စကားမှန်သမျှအစအမုန်းစကားဖြစ်နေတယ်ပေါ့နော်ခုနောက်ပိုင်းမှာဆိုအဲ့ဒါတွေကဒီလူဖွဲ့စည်းမှာဆိုအရန်သတိထားတဲ့အရာတွေဖြစ်တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းရှောင်ကျင်ဖို့ဒီအမုန်းစကားမထွက်ဖို့တော်တော်ပြင်ယူအောင်မယ်လူဖွဲ့စည်းရဘာလို့လဲဆိုတော့ကျွန်တော်တို့နှုတ်တွေကနှုတ်ကျိုးနေတဲ့ဒီစကားဟိုနေ့စဉ်သုံးလုံးနေတဲ့မှာဟိုမုန်းစကားတွေပါနေတာကိုမသိဘူးဖြစ်နေတာအသိပညာပေးတယ်ဆိုတဲ့အခါမှာလည်းဒီအချောင်းအရာအချက်အလက်ပေါ့နော်ဘယ်လိုစကားတွေဘယ်လိုမျိုးအတုံးအနှုံးတွေကတော့လူအချင်းချင်းကြားမှာကိုတယောက်နဲ့တယောက်ကြားမှာအထင်လွဲမှုတွေဖြစ်စေတယ်ဘယ်လိုမျိုးအမုန်းတရားကိုပို့ပြီးတော့ကြီးလာအောင်လို့သွေးထိုးတဲ့ဟာတွေဖြစ်တယ်ဆိုတဲ့ဟာတွေကိုဒီကျောင်းတွေဒီလိုမျိုးအဖွဲ့အစည်းတွေလုပ်ငန်းခွင်တွေမှာကြရနေပြီးတော့သိအောင်လို့နားလည်အောင်လို့သိပညာပေးတဲ့အပိုင်းပေါ့နော်အဲ့ဒီဟာကလည်းအရေးကြီးတယ်နောက်တစ်ခါကျတော့ဘယ်လိုမျိုးဟာတွေကသတင်းအမှားတွေဖြစ်တယ်ဘယ်လိုမျိုးဟာတွေဆိုတော့သတင်းကသိတယ်မလားဟို twist လုပ်ထားတဲ့ဟာတွေပေါ့နော်ဘယ်လိုဟာတွေကတော့ဒီမူလရှိပြီးသားအကြောင်းအရာကိုပို့ပြီးတော့ကြီးထွားလာအောင်ပို့ဆိုးသွားအောင်ဒါမှမဟုတ်အထင်အမြင်လွဲသွားအောင်လုပ်ထားရဲဆိုတဲ့ဟာပေါ့နော်တစ်ခါလေကြာရင်ကျတော့သတင်းကလုံးဝမှားတာမျိုးမဟုတ်ဘဲနဲ့နည်းနည်းလေးဟိုလမ်းကြောင်းလွဲသွားအောင်ပြီးတော့အထင်မှားသွားအောင်ဟိုဖြစ်တဲ့တကယ်အဖြစ်ပြတ်ထက်နည်းနည်းလေးတွေးဖဲသွားအောင်ဒါမှမဟုတ်တကယ်ဖြစ်နေတာကိုအသုံးချပြီးတော့ဒီအမုန်းတရားကိုပြန့်ပွားအောင်လုပ်တယ်ဆိုတဲ့ဟာရှိတယ်အဲ့ခါကျတော့ဒီ fact checking ကိစ္စတွေနောက်တစ်ခါဒီကိုယ့်ရဲ့ဒီ social media မှာဆိုလို့ရှိရင်လည်းပေါ့နော်ဘယ်လိုမျိုးဟာကရင်းမြစ်တွေဖြစ်တယ်ဘယ်လိုမျိုးနေရာကနေပြီးတော့ဒီစကားဒီသတင်းတွေကပြန့်လာတယ်ဆိုတဲ့ဟာတွေကို check လုပ်တဲ့ဟာပေါ့နော်ကိုယ့်ဘာသာကိုပြန်ပြီးတော့စစ်ဆေးတဲ့ဟာတွေအဲ့ဒီဟာတွေကအရေးကြီးတယ်လို့ယူဆတယ် Speed Matter ရဲ့ပရိသတ်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ